energy reaction ဓာတုဓာတ်ပြုခြင်းတွေစတဲ့အခါမှာကျမတို့အစွမ်းအင်ထုတ်မလားစုပ်မလားပေါ့စုပ်ယူမလားပေါ့နော်ဒါသဖြင့်ဒါတွေရှိမယ် He is the form of energy absorb or release in chemical reaction အဲ့တော့အရာဝတ္ထုပစ္စည်းတွေပေါင်းစပ်လို့ဓာတုဓာတ်ပြုခြင်းဖြစ်တဲ့အခါမှာတချို့ဓာတုဓာတ်ပြုခြင်းကကြတော့ပတ်ဝန်းကျင်ကနေ energy absorb အပူကိုစုပ်ယူသွားတာမျိုးရှိတယ်တချို့ဓာတ်ပြုခြင်းတွေကကြတော့ပတ်ဝန်းကျင်ကနေအပူကိုထုတ်ပြလိုက်တာမျိုးပတ်ဝန်းကျင်ကိုအပူပြန်ပြီးတော့ထုတ်ပြလိုက်တဲ့ reaction မျိုးရှိပါတယ်အဲ့တော့ပတ်ဝန်းကျင်ကနေအပူကိုစုပ်ယူလိုက်တဲ့ဓာတ်ပြုခြင်းမျိုးလည်းရှိတယ်။ပတ်ဝန်းကျင်ကိုအပူပြန်ပြီးတော့ထုတ်ပြလိုက်တဲ့reaction မျိုးလည်းရှိရပေါ့နော်။အဲ့တော့အဲ့မှာကျမတို့က energy ပတ်ဝန်းကျင်ကနေ energy ကိုစုပ်ယူရဲဆိုရင်ဘာလို့ခေါ်လဲဆိုရင် endothermic reaction လို့ခေါ်တယ်။ endothermic reaction mass absorb energy heat from the environment in its orography ကို endothermic reaction ကတော့ဓာတုဓာတ်ပြုခြင်းဖြစ်တဲ့အခါမှာပတ်ဝန်းကျင်ကနေပြီးတော့စွမ်းအင်ကိုစုပ်ယူလိုက်တယ်။စုပ်ယူလိုက်တဲ့အခါမှာ its orography ကိုပတ်ဝန်းကျင်ကဘာဖြစ်သွားမလဲဆိုလို့ရှိရင်အေးတယ်လို့ခံစားရတယ်။ဥပမာဆိုပါစို့တီချာတို့ကခွက်တစ်ခုထဲမှာအရာဝတ္ထုပစ္စည်းနှစ်ခုကိုကျွန်မဓာတ်ပြုတယ်။ဓာတ်ပြုတဲ့အခါမှာအဲ့ဒီဓာတ်ပြုခြင်းဟာဒီချိန်က endothermic reaction ဖြစ်နေတော့အဲ့ဒီဓာတ်ပြုခြင်းတွေမှာအပူတွေဝင်သွားတယ်စိတ်ဝင်သွားတယ်အပူတွေစုပ်ယူသွားတော့အဲ့ဒီခွက်ကိုသွားကင်ကြည့်လိုက်ရင်ခွက်ကအေးနေရလို့ခံစားရတယ်ပေါ့နော်။ဒါဆိုဒီခွက်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အပူတွေကို chemical reaction နဲ့ဆွဲယူသွားတဲ့အခါမှာသူ့ရဲ့ပတ်ဝန်းကျင်ကခွက်ကဘာဖြစ်သွားလဲဆိုရင်တဖြည်းဖြည်းအေးသွားတယ်။ဒါမျိုးဓာတ်ပြုခြင်းမျိုးကျွန်တော်တို့က endothermic reaction လို့ခေါ်ပါတယ်။အဲ့တော့ in the diagram အောက်ကပုံလေးထဲမှာဆိုရင်တော့ when the of products contain more total energy than the original reactant original reactant ဆိုတာကကျွန်တော်တို့ဓာတ်ပြုခြင်းတစ်ခုဖြစ်တဲ့အခါမှာ reactant ရှိမယ် reactant နဲ့ပေါင်းစည်းလိုက်တော့မှကျွန်တော်တို့ product တွေဖြစ်လာပါတော့ original reactant ထက်ဆိုင်ရင်တော့ product ကဘာဖြစ်သွားလဲဆိုရင်ပို့ပြီးတော့ energy များသွားတယ်။ဘာကြောင့်လဲအဲ့တော့အပူစွမ်းအင်ကိုစုပ်ယူတဲ့အတွက်ကြောင့်မလို့ reactant နှစ်ခုပေါင်းစည်းလိုက်ပြီးတော့မှဖြစ်ပေါ်လာတဲ့ product တွေပို့ပြီးတော့ energy များနေရခြင်းဖြစ်ပါတယ်။ဒီ reaction တွေကိုအပူစုပ်ယူပြီးတော့မှ product ဖြစ်ပေါ်တာဖြစ်တဲ့အတွက် product ဒီမူရင်း original reactant လက်ဆိုင် product မှာ energy ပို့ပြီးတော့များသွားတာပါတော့ဒီ graph လေးကိုကြည့်မယ်ဆိုရင်ကလေးတို့ကဒီဘက်မှာအဲ့တော့ reaction product เนาะဓာတုဓာတ်ပြုတဲ့ဖြစ်စဉ်အဲ့တော့ဒီ y ရင်းမှာဆိုလို့ရှိရင်တော့ energy အဲ့တော့ဒီဘက်မှာတော့ reactant A နဲ့ B နဲ့ပြထားတယ် reactant A နဲ့ B နဲ့ပေါင်းစပ်ဓာတ်ပြုလိုက်တဲ့အခါမှာပတ်ဝန်းကျင်ကနေအပူစုပ်ယူလိုက်တဲ့အတွက်ကြောင့်မလို့ဒီ reaction နဲ့အပူစုပ်ယူလိုက်တဲ့အတွက်ကြောင့်မလို့ဖြစ်ပေါ်လာတဲ့ product CD မှာဆိုလို့ရှိရင်တော့ energy ကအဲ့လောက်ပို့ပြီးတော့များသွားတယ်ဒါဆိုရင်ကျမတို့က reactant ထက်ဆိုင်ရင် product က energy ပို့ပြီးတော့များသွားတဲ့ဓာတ်ပြုခြင်းမျိုးကို endothermic reaction လို့ခေါ်ပါတယ်ကလေးတို့ဒါပေမဲ့ equation ရေးတဲ့အခါမှာဆိုလို့ရှိရင်တော့ကျမတို့ကရိုးရိုးပဲစဉ်းစားပါမယ်အဲ့တော့ဒီဘက်ကအဲ့တော့အပူစုပ်ယူတာဖြစ်တဲ့အတွက်အပူဒီ reactant ဘက်ခြမ်းမှာရှိရမယ်ပေါ့နော်အဲ့တော့ reactant A နဲ့ B နဲ့ပေါင်းစည်းလိုက်တဲ့အခါမှာပတ်ဝန်းကျင်ကအပူစုပ်ယူပြီးတော့မှဒီဓာတ်ပြုခြင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အပူစုပ်ယူတာဒီ heat energy ဒီဘက်က reactant ဘက်ခြမ်းမှာလာပြီးတော့ပေါင်းရမယ်ဒီဟာတွေပေါင်းစည်းလိုက်တော့မှသာလေ product ရလာမှာဖြစ်ပါတယ်ဒါပေမဲ့ energy အနေနဲ့ကတော့ဒီဘက်က CD product က C နဲ့ D product ကပို့ပြီးတော့ energy များသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျမတို့ကပြောင်းပြန်ယူဆလို့ရတယ်ပေါ့နော်ပြောင်းပြန်ယူဆလို့ရတယ်အဲ့တော့ diagram နဲ့ဆိုလို့ရှိရင်เนาะ reactant ရဲ့ energy က original energy ကနေနေမှာဖြစ်ပြီးတော့ဒီ reaction ထဲကိုအပူတွေစိတ်ဝင်လာတဲ့အခါမှာအပူတွေစီးဝင်လာတဲ့အခါမှာပူရင်စီးဝင်ပြီးတော့မှကျမတို့က reaction ဖြစ်တဲ့အတွက်ကြောင့်မို့လို့ reaction ဖြစ်ပြီးသွားရင် product ဖြစ်ပေါ်လာတဲ့အခါမှာ product မှာ heat energy ကြောင့်စွမ်းရည်ပို့ပြီးတော့များသွားခြင်းဖြစ်ပါတယ်အဲ့တော့ endothermic ဆိုရင် equation ရေးမယ်ဆိုလို့ရှိရင်เนาะအပူကိုဒီဘက်က reactant ဘက်ခြမ်းကိုမှာပေါင်းမှာဖြစ်ပါတယ်ဒါကတော့ကျမတို့လက်တွေ့မှာရှိတဲ့ endothermic reaction ဥပမာတွေပါ endothermic ကတော့ဒီဘက်မှာကျမတို့ရေနွေးဦးတည်တာပဲဖြစ်ဖြစ်ပေါင်မုတ်ဖုတ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဟင်းချက်တာပဲဖြစ်ဖြစ်အဲ့တော့ဒီရေနွေးဦးစုပွားလာဖို့အတွက်ဆိုလို့ရှိရင်လည်းအပူစွမ်းအင်လိုတယ်ပေါင်မုတ်ဖုတ်ဖို့အတွက်လည်းကျမတို့ကအပူလိုတာပဲပြီးသွားရင် photosynthesis ကျမတို့ life science ဘက်မှာသင်တိုင်း photosynthesis အတွက်လည်းအလင်းထဲမှာအပူပါတာပဲပေါ့နော်အဲ့တော့ဒီဟာလိုတယ်ကြက်ဥချက်တာပဲဖြစ်ဖြစ်ဟင်းချက်တာပဲဖြစ်ဖြစ်ကျမတို့အပူရရှိပြီးတော့မှဒီအရာဝတ္ထုပစ္စည်းကကျက်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုး reaction ဒါ real life မှာသုံးတဲ့ဒီလိုမျိုး reaction မျိုးဘာလို့ခေါ်လဲဆိုရင် endothermic reaction လို့ခေါ်ပါတယ်ဒါကတော့ဓာတုဓာတ်ပြုခြင်းဖြစ်တဲ့အခါမှာပတ်ဝန်းကျင်ကနေအပူစုပ်ယူလိုက်တဲ့ process မျိုးကိုကျမတို့ကဘာလို့ခေါ်လဲဆိုရင် endothermic reaction လို့ခေါ်ပါတယ် okay သားမိပါကဲအဲ့ဒါဆိုရင်ဟို environment ကနေပြီးတော့အဲ့လိုမျိုး energy လို့သူပြောတဲ့ heat ဆိုတဲ့အဲ့အပူကိုစုပ်ယူတဲ့အဲ့လို reaction မှန်သမျှ endothermic reaction လို့ခေါ်ပေါ့အဲ့လိုတော့မဟုတ်ဘူးတဲ့ကျမတို့အပူလိုအပ်တဲ့ဖြစ်စဉ်ပေါ့အပူလိုအပ်တဲ့ဖြစ်စဉ်ကွယ်ဒီမှာဆိုရင်ကျမတို့ကဟို environment ကနေအပူရှိုံနဲ့ဒီကျတို့ကဥမာကွယ်ဟိုသူ့ရဲ့ဥမာ
ရေစူပတ်စေမယ်ဒါမှမဟုတ်လို့ရှရင်ဟင်းချက်မယ်ဆိုလို့ရှရင် environment မှာအပူနှိမ့်ကျနေမယ်ဆိုလို့ရှရင်ကျမတို့ကဒီ process ကြီးကမပြီးဘူးလေသူ့ရဲ့ရှိတဲ့တလောက်ဒီ reaction မှာအပူဘယ်လောက်လိုလဲအဲ့တော့အဲ့ဒီလိုအပ်တဲ့အပူရှိတဲ့တလောက်ရှိတော့မှသာလျှင်ဒီ product တွေဖြစ်သွားတာဒီမှာဆိုလို့ရှရင်ကျမတို့ဟင်းချက်တယ်ဆိုလို့ရှရင်ဒါရဲ့ဟင်းချက်တယ်ဆိုလို့ရှရင်မီးအေးအေးလေးနဲ့ချက်နေမယ်ဆိုလို့ရှရင်မှာကွယ်မဲသားတို့ဘာတို့ဆိုလို့ရှရင်မီးအေးအေးလေးနဲ့ချက်နေမယ်ဆိုရင်မပြီးတော့ဘူးအဲ့ဒီတည်းမှာကျမတို့တို့မီးအားနည်းနေလို့ရှရင်လေကျမတို့မီးအားနည်းနေလို့ရှရင်ဒီဟာကိုချက်တာမပြီးတော့ဘူးအဲ့တော့သူ့ရဲ့ဒီ product ဖြစ်ဖို့အတွက်ဆိုလို့ရှရင် temperature တစ်ခုရှိတော့မှသာလေဘာဖြစ်မလဲဆိုလို့ရှရင် product တွေဖြစ်သွားမှာ temperature အဲ့ဒီအောင်နှိပ်သွားတာပဲဖြစ်ဖြစ်အဲ့ထက်ကျော်လွန်သွားတာပဲဖြစ်ဖြစ်ကျမတို့ reaction မှာ reaction ထက်reaction chemical reaction တစ်ခုတော့ဖြစ်သွားတယ်ဒါပေမဲ့သူ့အတွက်လိုအပ်တဲ့ product တွေမထွက်လာတာမျိုးထွက်လာတဲ့အခါမှာလည်း product တွေကျမတို့လိုအပ်တဲ့ကိုလိုချင်တဲ့ product မျိုးမရနိုင်တာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါမျိုးပြောတာပါအဲ့တော့ပတ်ဝန်းကျင်ကနေပြီးတော့ရရှိတဲ့energy တိုင်းကိုစုပ်ယူသွားရဲဆိုတာကတော့တချို့ဒီမှာကတော့အဓိကဒီ reaction တွေကဘာကိုပြောချင်တာလဲဆိုရင် heat energy ကိုအဓိကလိုအပ်တာ heat energy ကိုလိုအပ်တဲ့ဓာတ်ပြုခြင်းမျိုးကိုတော့ endothermic reaction လို့ပြောခြင်းဖြစ်တယ်ပေါ့နော်ဒီဟာတွေကတော့ဒါ real life မှာပြထားတဲ့ဥပမာတွေပေါ့နော်တောင်းနားလေလား ဟုတ်ချေရပါတယ်